အဓိကလေလူတယောက်ကညံရင်လို့ Satrology လို့တယ် ဘာလဲSatrology ဟော Satrology ဆိုတာ view ဟာကိုပြောတာ ရှင်းရရှင်3တောက်ပဲဖြစ်ဖြစ်4တောက်ပဲဖြစ်ဖြစ်အဓိကငွေရောက်ဝယ်ရေးကြည့်တယ်ငွေပဲလိုချင်ဟဲ့ငါပိုင်နေတယ်မှာမတောက်စားမယ်ဆိုရင်ငါ့ကိုပါစင်းနဲ့ပေးရဟဲ့ခေါ်တောင်းခုတ်ဆိုတာကြားဘူးလား မကြဘူးဗျ အော်အဲ့ဒါခေါ်တောင်းခုတ်လို့ခေါ်တယ်ကိုတော်ကြီး လိုက်တာမိမ ရှင်းမလဲနော်တင်းတင်းဖုံးပို့လိုက်မေးပို့လိုက်နဲ့တင်းဘာလုံးမအောင်မမြင်ရမလို့ဘူး အော်မိမရဲ့နင်အသားနေစမ်းမှာငါပတ်ဆက်ရမယ်ကြောင့်စဉ်းစားနေ အော်မကြီးကျယ်နဲ့လက်ဖက်ရအောင်ကိုပတ်စံနဲ့ကိုနဲ့မှန်အောင်မတော့နိုင်သူကအမြင် မိမရဲ့ပတ်ဆက်ရှာဆိုလွဲပါတယ်ဟာငါတင်းတို့ထရှာတော့ရတယ်နော်အဓိကလေလူတယောက်ကညံရင်လို့ Satrology လို့တယ် ဘာလဲSatrology ဟော Satrology ဆိုတာ view ဟာကိုပြောတာနင့်ကပြောပြမယ်လက်ထိတ်ကလက်ဖိတ်ဆိုင်မှာလက်ဖိတ်နဲ့တူစားတဲ့အီကြခွေးကိုလက်ချောင်းမလို့ဖွင့်တယ်သုံးချောင်းလို့ပြီးရောင်းလိုက်မယ်ဆိုရင်လူတွေကထူးဆန်းတယ်ဆိုပြီးပို့ပြီးရောင်းအောင်တက်လာမယ်ဟုတ်တယ်မလားအေးဥမာနေနဲ့ထပ်ပြောရမယ်ဆိုရင်စမူစာတစ်ခုကို3တောက်မလို့ဖွင့်တယ်4တောက်လို့လိုက်မယ်ဆိုရင်ဟာဒီစမူစာထူးဆန်းတယ်ဘာညာဆိုပြီးလူတွေကပို့ပြီးရောင်းအောင်ပို့တက်လာမယ်လေပို့ပြီးရောင်းအောင်မယ်လေအဲ့ဒါကိုပြောတာညံရင်လို့တယ်နော် ရှင်းရရှင်3တောက်ပဲဖြစ်ဖြစ်4တောက်ပဲဖြစ်ဖြစ်အဓိကငွေရောက်ဝယ်ရေးကြည့်တယ်ငွေပဲလိုချင်တယ် ဟောမိမရဲ့နေငွေရဆိုလွယ်လွယ်လေးမပြောနဲ့ငွေရတယ်ဆိုရင်တော့မှလေတောင်းစားတောင်းစားလာမှလေသူများတဲ့ idea အတိုင်းပို့ပြီးပတ်စံရတယ်အနေနားလေ သူများတက်ပိုးရအောင်တောင်းနိုင်တယ်ဆိုတော့တောင်းလိုက်လေ ဟောတောင်းပါငါတောင်းစား Satrology နဲ့တောင်းပြမယ်နင်ကိုအေးဒါမဲ့ငါ့ကိုအရင်လေးတစ်ခုတော့နင်ထုတ်ပေးရမယ် တနာကြပါဗျာကျွန်တော်မှလေးပြက်နေရမိဘနှစ်ပါးကိုလှုပ်ကြွေးနေရလို့ပါဗျာတနာကြပါဗျာကြည့်ရလေးတက်နိုင်တာလေးကျွန်တော်နည်းပါတက်နိုင်လောက်လေးပူကြည့်ကြပါဗျာဟိုကျေးဇူးပါမိုက်ခဏနေဦးတော့ဟိုမိုက်ကိပေးဖုန်းနံပါတ်လေးကြောက်ပေးပါလားကိပေးဖုန်းနံပါတ်လေးပေးပါလားဟိုတနာကြပါဗျာကျွန်တော်မိဘကိုလှုပ်ကြွေးနေတယ်တားလိမ့်ပါလေးပါဗျာတားလိမ့်ပါလေးပါကျွန်တော်ဟောမိုက်ကျေးဇူးတင်ပါဗျာအမိုက်ဟိုအခက်နေလို့ကျွန်တော်လေးကေပေးဖုန်းနံပါတ်လေးပေးပါလားကေပေးဖုန်းနံပါတ် ဘာလို့ပို့တယ်လဲ ။အော် promotion ရှိတယ်ကြာကျွန်တော် promotion လေးပြန်ပေးချင်လို့ပါ။မိုက်ဖုန်းနံပါတ်လေးပြော။ဟုတ်လား။လေးနဲ့30ဦးချောင်းသားလေးလေးရှိ။အာဟုတ်ပြီမ။မိုင်းနေမယ်။အော်ဇေဟုတ်ပြုတ်မှာကျွန်တော်နော် promotion လုပ်ပေးလိုက်နော်မလား။ကျေးဇူးပါမ။တနာကြပါဗျာတနာကြပါအော်မိုက်ကျေးဇူးပါမိုက်ကေဖုန်းနံပါတ်လေး။အော်ကေဖုန်းနံပါတ်လေးတော့ပြီးတော့တနာကြပါဗျာတနာကြပါကျွန်တော်မိဘပေါ့ဦးလှုပ်ချွေး ဟိုးမှာဘယ်ရောက်အောင်လဲ တနာကြပါဗျာတက်နိုင်တောင်းလို့ကျွန်တော်ထည့်ပြီးတော့ကြပါဗျာနော်ကျွန်တော်ထည့်ပြီး ငါတို့ပိုင်းမဲ့ကျူးကြောနေဆရာတို့မသိဘူးလားမသိဘူးကျွန်တော်လည်းတို့မသိဘူးအေးတော်လာသွားချင်းမလား တနာကြပါဗျာတနာကြပါကျွန်တော်မှလေပြက်နေရမိဘနှစ်ပါးကိုလှုပ်ကြွေးနေရလို့ပါဗျာတနာကြပါအော်ကိုယူတဲ့ဦးတနာကြပါကိုရတဲ့ ဟဲ့မာရဟဲ့နေကြမအောင်ငါပိုင်လေမင်းမသိဘူးလေဘယ်ကော ဟောကျွန်တော်တနာသားပါဗျာ အခုပြည့်တောင်းရမယ်လို့ကွာ အော်တနာသားတော့မှခွင့်ပြုချက်တွေပါလူသေးရလား ဟုတ်လားဘော အော်ဟုတ်ကဲ့ပါဗျာမသိလို့ပါကျွန်တော် ဟဲ့ခေါ်တောင်းခုတ်ဆိုတာကြားဘူးလား မကြဘူးဗျာ အဲ့ဒါခေါ်တောင်းခုတ်လို့ခေါ်တယ် ဟုတ်တော့ခွေစားကုလို့ခေါ်လာဟုတ်ကဲ့ ငါပိုင်ထဲမှာခွင့်ပြုချက်တောင်းရမယ်ဆိုမင်းမသိဘူးလား ဟိုမသိလို့ပါကိုဟဲ့ဟိုကျွန်တော်ကလေဟိုအကိုထင်လို့ကျွန်တော်တနာသားအစ်စ်မဟုတ်ပါဘူးဗျာဟိုကျွန်တော်ကဒီနေ့မှတောင်းစားတာပါဟိုအလုံးစုံတောင်းရင်လေကျွန်တော်ဒီမှာတရက်နဲ့ပဲတောင်းပါပါဗျာနော်ကျွန်တော် အော်မင်းကလက်ဆက်တက်တော့ဒေါင်းသားစစ်မဟုတ်ဘူးပေါ့ကျွတ်ကြော်နဲ့မင်းကတကယ်တော့ကျွတ်ဒေါင်းသားပဲဟဲ့ငါဆိုရင်လေကိုပြပြီးကလေးကဒေါင်းသားဖြစ်တာငါဆရာဆိုရင်လေမွေးကလေးဒေါင်းသားဖြစ်တာကွာဟုတ်ပြီလားအော်လေကျင်းတဲ့ဒေါင်းသား တောင်းစားတော့လာကြောနေသေးဟုတ်ကဲ့ပါဗျာဟို ဟဲ့ ဗျာ ငါပိုင်နေထဲမှာမတောင်းစားမယ်ဆိုရင်ငါ့ကိုပါစင်းနဲ့ပေးရ အော်တောင်းစားတော့ရတဲ့ဟာကိုခင်ဗျာပါစင်းနေပေးရအောင်မယ် ပေးရမှာပေါ့ အိုးခင်ဗျာလေဗျာမလွန်လုံးလားဗျာ အဲ့မင်းဒီထဲမှာတောင်းစားကြည့် အော်တောင်းစားချင်ပါကိုရဲ့ဒီမှာလည်းအရေးလေးကောင်းတော့ကျွန်တော်တို့အဆင်ပြေပါတယ်ပါစင်းနေပေးဆိုလေပေးရမှာပေါ့ဗျာဒါနဲ့ကျွန်တော်ဘယ်နေရာကတော့ပေးရမလဲ 10
10ရာခိုင်နှုန်းပါစင်တယ် ဟာခင်ဗျာလေဗျာမများလုံးလားဗျာ မင်းမပေးချင်ဘူးလား ဟိုပြောမယ်ဗျာပြီးတော့ခင်ဗျာလေဗျာစိတ်ကြီးပဲဗျာလူတော့ပို့နေစိတ်ကတော်တော်ကြီးอ่ะပြီးပါမယ်ဗျာနော်အဲ့လိုစင်ပြုံလုပ်ပြီမယ်ဟုတ် ဟဲ့တပည့်သူစီကနေတိုင်းလို့ပါစင်နဲ့10ရာခိုင်နှုန်းသွားတော့ ကြားရနော်10ရာခိုင်နှုန်း10ရာခိုင်နှုန်း ကြားပါတယ်ဗျာဟိုတတောင်းစားတော့မှစစ်စတားတွေပါနေ ဟဲ့စစ်စလမ်းမဟုတ်စစ်စစ်စလမ်း ဟောအစစ်စတားဟောကိုတဲ့တော့ပူတက်နေနော်ကျေးဇူးပါကို မင်းကိုပြောခဲ့အောင်မယ် ဟာ အဲ့လိုအတန်နဲ့တောင်းလို့မရဘူးနော် ဒီလိုတန်းတောင်းလို့မရဘူးလားဘယ်လိုတောင်း တောင်းသားဆိုတောင်းဝင်တောင်းရှိသေး ဟောအဲ့လိုရှိရတယ်လက်တင်မျိုးအောင်ကို လိုက်နာတော့တနန်းကြပါဗျာတနန်းကြပါ နာတာလေး အဲနာနိုင်လေးနဲ့ တနာကြပါဗျာတနာကြပါအဲ့လို ကောင်းတယ် မကောင်းဘူးလား ကီလွဲနေတယ် โอเคနေတယ်ဟုတ် တနန်းကြပါဗျာတနန်းကြပါ နည်းနည်းလေးတနာကြပါဗျာတနာကြပါကျွန်တော်အဲ့ ကန်နေကန်နေကန်နေ ဒီပြတော့ကျေးဇူးပါကိုရတော့ဒီပြတော့ကျေးဇူးပါဟုတ်ကဲ့ပါ တနန်းကြပါဗျာ တနာကြပါဗျာတနာကြပါဗျာတနာကြပါကျွန်တော်မင်းဟိုဘာဝင်ကြီးကိုလှုပ်သွင်းနေရလို့ဟောကျေးဇူးပါဒီဖုန်းနံပါတ်လေးပြောခဲ့ပါဦးနော် ပေးဘူးပြမပေးဘူး အော် ဒီနေ့ကလည်းမတူဘူးဒီတော့တနာလို့ဆို โอเคကျေးဇူးပါဒီကျေးဇူးပါတနာကြပါဗျာတနာကြပါတနာကြပါတနာအော်ကျေးဇူးပါမကြီးโอเคပေးဖုန်းနံပါတ်လေးပေးပါလား39ကို58ပုံ655တော့ဟုတ်ကျေးဇူးပါမကြီးသူက2000ထည့်သွားဆို10တာ2000အော်တနာကြပါဗျာကျေးဇူးပါမကြီးကျေးဇူးဟောပါကေပေးဖုန်းနံပါတ်လေးချက်လောက်ကျွန်တော် ဘာလို့ကိုလဲ ဟိုကျွန်တော် ဒီနေ့စီပေးစရာလား အော်မရေလာချီနေသေးရမရေဟုတ်ကဲ့ပါမရေတနာကြပါဗျာတနာကြပါမိဘဝီကိုကျွန်တော်လေးလှုပ်ကျွေးနေတဲ့အတွက်ဗျာကျွန်တော်တနာကြပါဗျာတနာကြပါ ဟာမကင်းနေဘယ်လား ဟိုဘက်ထက်ကပြန်လာလား အာဒါနဲ့ပြောအောင်မဟုတ်နဲ့ရက်ကွက်ထဲလာတောင်းတဲ့တောင်းစားလေညီမ1000ထဲလိုက်တာ KP 1000တောင်ပြန်လွှဲပြီ ဘာလဲ2000ထည့်တာကေပီ2000တောင်ပြန်လွှဲပေးတယ် ဒါဆိုမိုက်တော့ဗောစားနေတော့ရမှာ အနည်းလာမှ1000ပြစ်ထက်လိုက် ထဲပလိုက် ကျော်စရာကြီးပေါ့ ကျော်စရာကြီးဗောအဲ့ဒါနဲ့သွားလိုက်အောင်မနော် သွားလိုက်ဘူး တနာကြပါဗျာတနာကြပါကျွန်တော်မိဘဝီကိုလှုပ်ကျွေးနေရလို့ပါဗျာတနာကြပါတက်နိုင်လောက်လေးပါဝင်လူတိုင်းကြပါဗျာတနာကြပါဗျာ စေစားပေးရမှာနော် ဟောစိတ်ကြပါကိုစိတ်ကြပါစေသားပြပြကိုတောင်းဆိုတော့သိပါနော်တနာကြပါဗျာတနာကြပါကို မေးအောင်မယ် ဟုတ်မေးပါ ထဲတဲ့ငွေနဲ့စေစားပြန်ပေးတယ် အော်ဟုတ်တာဗောကျွန်တော်စေသားပြလေးရတယ်ကိုရဲ့ ဒီတိုင်းထဲ ဟောတ တော့ ပေါင်း ရှုပ်ပါတယ်ကွာ2000ထဲလိုက် အော်ကျေးဇူးပါကိုဟာစိတ်ကြကိုစိတ်သားလွဲလိုက်မယ်ကိုတနာကြပါဗျာတနာကြပါအော်မကြီး ဘာရံထည့်လိုက်တယ်နော်ဒါပြန်ပေးရမယ် ဟောစိတ်ကြမှာစေသားပြီးတနာကြပါဗျာတနာကြ သမီး1000ထဲရနော်10စားပြန်ပေးရမှာ อ๋อပေးရမှာဗောကျေးဇူးပါညီမလေးတာရုပါတနာကြပါဗျာတနာကြပါဟုတ်မယ် တောင်းတယ်နော် ဟုတ်ကဲ့ပါ 10စား အာစေသားတော့သိမို့နော်မဟုတ်လွဲလိုက်မယ်မတနာကြပါဗျာတနာကြ စေစားပေးရမယ် ခေါ်စေသားပြီးပါမယ်ဗျာရစ အာမင်းမောကြည့်ရမောလိုက်ကြကွာဟုတ်ကဲ့ခိုင်းနေ ဟာဆရာဘာပြောမလဲ ဟုတ်ပဲဟုတ်ကောင်မနေ့တနေ့ကမှတောင်းစားတယ်တောင်းစားအခုကျတော့မှဖက်တန်တွေထောလို့ဟာငါတို့နည်းနည်းပါးပါသွားဆက်ကြည့်ကြအောင် ကောင်းတယ် လာတော့ ဟာဆရာ ဟာခိုင်းလိုက်လားဟာ ခဲရမယ်လေဗျာရောင်းစား strategy ကောင်းဖို့ရေးကြီးရလေအဓိက idea ဟောအခုလိုမျိုးအများကြီးရတယ်ဗျအော်တော်ပဲရောက်လိုက်စမ်းတယ် percentage ပေးအောင်မယ်ဒီနေ့ percentage ကကြော့9000 percentage 9000โอเคခဏနေမပြီးသေးနားနေဘဘပါစုပေးအောင်မယ်โอ้ကြပါလေကွာမြေးတော့တာမြောက်တယ်ဘဘမခွက်ခဏပေးတထောင်စားခွက်စားဖို့ဆိုသိလေခောက်တယ်ကွာ စကောက် ခောက်တယ်ကွာမကျင်းလားအေးကျင်းလိုက်ပြီးရောအေးခဏဟယ်လိုအေးဟေ့တက်စီရောက်ပြီလားမင်းအော်မင်းရောက်တော့မပြောဘူးကွာငါပူရဲလေကွာဘာသွားဘီယာတောက်မယ်လေကွာအေးဘယ်နှမရထားလဲဟောလမ်းထိပ်မလားအေးလိုက်ဟိုသွားလောက်မယ်တော့ကျွန်တော် ဟဲ့အကောင်အိုင်ဒီယာတော့မိုက်တယ်
ဆရာဘာလို့ချူ ငါတို့တွေနောက်ရကြကစ်ဘေးတွေဝစ်ဘေးတွေဖုန်းနံပါတ်နေနဲ့နောက်ရတောင်းမယ်ကွာ ကြလာလို့ဆရာလှုပ်လှုပ်လှုပ် စမယ်ကွာကိုပဲကညာကြပါဗျာကညာကြပါကစ်ဘေးလေးတွေဦးမလေးတွေဖုန်းနံပါတ်လေးတွေပေးလိုက်ကြပါလေလူနိုင်ကြပါစေဟဲ့ငါမောနေပြော ဟာဆရာတနာကြပါဗျာတနာကြပါဝေးကေဘေးလေးညာရှိရလူကဲมาတယ်ဖုန်းနံပါတ်လေးချခဲ့ပါဗျာ ဘာကိဘေးဝတ်ပြီလဲဟမ်မင်းတို့လူလိမ့်နေမနေ့ကလည်းပဲငါ2000ကုန်ပြီးသွားပြီကွာလူမနေပြီကျွန်တော်တို့မဟုတ်ဘူးကိုကြီး တသောင်းကိုထည့် လူမလူ လာလို့စားလို့မရဘူး ငါတို့ရက်ကွက်မှာလူလိမ့်နေလာ လိုက်လာပြီဆရာလိုက်လာပြီဆရာ